အမနာမည်ကတော့တရုတ်နာမည်ကတော့လင်စန်းစန်းပေါ့နော်မြန်မာနာမည်ကကျတော့မေတူထွန်းပေါ့အမကျတော့အခုအသက်ကတော့23ပေါ့နော်တက္ကသိုလ်ကကျတော့ဒီ National Taiwan University NTU မှာတက်နေရယ်ကိုယ့်ရဲ့ major ကျတော့ economics ပေါ့နော်စီးပွားရေး major တက်နေပါတယ်ပြီးတော့အမရဲ့ TOCFL ဖြေတော့ကကျတော့အမ C2 အဆင့်ရခဲ့တယ်ပေါ့နော်ပြီးတော့အမထိုင်ဝမ်ကိုဘာလို့လာခဲ့ရလဲအမထိုင်ဝမ်မှာဘာတွေအတွေ့အကြုံရှိခဲ့ရလဲဆိုတော့အမမိတ်ဆက်ပေးပါမယ်ပေါ့နော်အမအရင်တော့ကမြန်မာနိုင်ငံမှာနေတော့ကဒီ Mandalay University MU မှာpsychology စိတ်ပညာကိုfirst year အောင်ခဲ့ရပေါ့နော်ပြီးတော့အမ second year တက်နေတော့ဒီ COVID-19 pandemic ဖြစ်တော့အကြောင်းတွေအကုန်ရပ်လာရရဆိုတော့အမထိုင်ဝမ်ကိုလာဖို့အဲ့လိုအစီအစဉ်အဲ့ကစပြီးရှိရပါတော့ပြီးတော့ဟိုက်ချင်းပန်းကကျတော့2021မှာဟိုက်ချင်းပန်းကိုလာရပေါ့နော်ဟိုက်ချင်းပန်းကျတော့ဒီဘက်ထိုင်ဝမ်ဘက်ကအသက်မွေးဝမ်းကြောင်းတင်တန်းလိုမျိုးပုံစံပေါ့သူက2နှစ်တက်ရတယ်ပြီးတော့ကိုရွေးချင်တယ်ဥမာbaking ပါမုံဖို့ကအဲ့လိုမျိုး bakery တင်ချင်လားအဲ့လိုမျိုးဟင်ချက်တင်ချင်လားအဲ့လိုမျိုးကိုကရွေးလို့ရတယ်ပေါ့နော်အမကျတော့အဲ့ဒီဟိုက်ချင်းပန်းမှာ bakery နဲ့2နှစ်ပွဲရပြီးဖြစ်တယ်ပေါ့ပွဲရပြီးတော့အမဒီဘက်ထိုင်ဝမ်မှာဆက်ပြီးတော့ကျောင်းတက်ချင်လို့ပေါ့နော်ဒီ NTNU ပေါ့ National Taiwan Normal University 国立台湾师范大学ကိုအဲ့ဒီ朝鲜先修部language program နဲ့နည်းနည်းဆင်တယ်အဲ့ဒါအမတနစ်တော့တက်ခဲ့ပေါ့နော်အမတနစ်တော့တက်ပြီးမှအဲ့ဒီဘက်ကအမတ်နဲ့ဆောင်ဝဲဖြစ်ပြီးအဲ့ဒီဘက်ကအမတ်10တန်းလိုမျိုးပေါ့နော်အဲ့ဒီဘက်ကအမတ်နဲ့မှာဒီဘက်National Taiwan University NTU လာခဲ့ပါတော့အဲ့ကြောင့်အမဒီတရုတ်ဒီထိုင်ဝမ်မှာနေရအခုဒီနေ့ဆိုရင်တော့4နှစ်လောက်ရှိပေါ့နော်ဒီထိုင်ဝမ်ဘက်မှာဒါကျတော့အလောက်ရှိပြီပြီးတော့အမတရုတ်စာအုပ်ဘယ်လိုလေ့လာခဲ့လဲဆိုတော့အမပြောပြပြီးတော့မှာပေါ့အမကျတော့အမအဖေကကျတော့တရုတ်လူမျိုးပေါ့အမေကကျတော့ဒီမြန်မာလူမျိုးရှမ်းလူမျိုးဆိုတော့အမငယ်ငယ်တုန်းကတော့တရုတ်စာနဲ့တော့ထိတွေ့ဖြစ်တယ်အင်္ဂလူတွေကလည်းအမကိုတရုတ်ကျူရှင်နေဘာတွေတွားပြီးတော့ထားပြီးရပေါ့နော်ဒါပေမဲ့အိမ်မှာကျတော့မြန်မာလိုပဲပြောတယ်တင်တဲ့ဟာလည်းမြန်မာအကြောင်းဆိုတော့တရုတ်စာကျတော့အလောက်ကြီးထိမကောင်းဘူးပေါ့မြန်မာစာကပို့ပြီးတော့အဆင်ပြေတယ်အဲ့တုန်းကပြီးတော့အမတရုတ်စာကိုဘယ်ကနေအထိတွေးဖြစ်လဲဆိုတော့အဓိကကျတော့ဒီရုပ်ရှင်တွေပြီးတော့အမ YouTube ကြည့်ရကြိုက်တယ်ပေါ့နော်အဲ့တော့ YouTube ပေါ်မှာတရုတ်စကားပြောတဲ့ဗီဒီယိုလေးတွေရှာပြီးကြည့်ရပြီးတော့သူတို့အဲ့ဒီမင်းမီတွေရဲ့အဲ့ဒီတရုတ်ပြည်အဲ့ဒီ reality TV show တွေကိုလည်းအဲ့လိုမျိုးနေ့တိုင်းကြည့်ဖြစ်တယ်ပေါ့နော်ပြီးတော့အမအဓိကကြည့်ရကြတော့ TikTok ပေါ့နော်抖音တရုတ် fashion TikTok ပေါ့အဲ့ဒီတုံကြီးကိုအမနေ့တိုင်းကြည့်ဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီဘက်ကနေပြီးတော့တရုတ်စာ listening ကအဲ့ဒီဘက်ကနေပြီးတော့ပို့ပြီးကောင်းလာပေါ့ပြီးတော့အမကြည့်ရင်ကျတော့ subtitle နဲ့ကြည့်ရဆိုတော့အမ listening ရော reading ရောနှမျိုးလုံးထိတွေ့ဖြစ်သွားတာပေါ့အဲ့ဒီဟာတွေပေါ့အဲ့ဒီ YouTube တွေဖြစ်အဲ့ C drama တွေကနေပြီးတော့အဲ့ကနေအဓိကတရုတ်စာထိတွေ့ဖြစ်တယ်ဒါပေမဲ့အမspeaking နဲ့ writing ကတိုးတက်လာတာကြတော့အဓိကထိုင်ဝမ်လာပြီးမှတရုတ်စာကိုကောင်းကျွမ်းကျင်တော့ပေါ့ဒီမှာထိုင်ဝမ်လာတော့အကုန်လုံးတရုတ်လိုပြောရတယ်တရုတ်စာတွေဖတ်ရတယ်ဆိုတော့အမတကယ်တရုတ်စကားကိုကျွမ်းကျင်တော့ကျတော့ထိုင်ဝမ်လာပြီးနောက်ပိုင်းမှာအဓိကကျွမ်းကျင်တော့ပေါ့ဒီမှာအမrecommend ချင်တဲ့ APP လေးတစ်ခုရှိရပေါ့နော်ဒီ dictionary ပေါ့တရုတ်စာ dictionary ဒါ PLEC ကို Plico လို့ခေါ်ရပေါ့ဒီ dictionary လေးကိုအကုန်လုံး download လုပ်ထားပြီးဖို့အမအကြံပေးချင်တယ်ဒီထဲမှာသူကတရုတ်စာကိုမတည့်တရုတ်စလုံးဆိုတရုတ်စာရိုက်လိုက်ရင်သူကအင်္ဂလိပ်လိုဘာသာပြန်ပြီးရသူက Chinese to English နဲ့ English to Chinese ဆိုတော့နှမျိုးရှိရအကယ်၍ကိုဒီစလုံးကိုအင်္ဂလိပ်လိုသိရဒါပေမဲ့တရုတ်လိုမသိဘူးဆိုရင်လည်းဒီသူ့ထဲမှာဒီတိုင်း typing ရိုက်လိုက်လို့ရတယ်ပေါ့နော်ရိုက်လိုက်ရင်သူကအင်္ဂလိပ်စလုံးကဒီဟာဆိုရင်ဥမာအင်္ဂလိပ်စလုံးရိုက်လိုက်တာနဲ့သူကတရုတ်စလုံးလည်းသူကဘာသာပြန်ပြီးရပေါ့သူကနှမျိုးလုံးရရဆိုတော့အမအနေနဲ့ကတော့
တရုတ် dictionary ဆိုတာသုံးဖြစ်တာများရပေါ့နော်ဒါတော့အမသုံးတဲ့ APP လေးပေါ့သူကပြီးတော့သူက free ဆိုတော့အကုန်လုံး download ဆွဲထားပြီးတော့ကိုယ်ဖုန်းထဲမှာထည့်ထားလို့ရတယ်ပေါ့အကယ်၍ကိုနားမလည်ရဆိုတခါလေသူ့ဒီ application ထဲမှာတွားပြီးမေးလို့ရတယ်ပေါ့ပြီးတော့အမဒါ tips လေးပေါ့နော်အမတရုတ်စာကိုလေ့လာတဲ့ tips လေးအမပြောချင်တာကကြတော့တရက်ကိုတရုတ်စာကိုနည်းနည်းရှင်းစီထိတွေ့ထားပေါ့ဥမာကိုဒီနေ့တရုတ်စာကိုစလုံးဘယ်နှလုံးရအောင်လုပ်မယ်တရုတ်စာကိုပြောကြည့်မယ်listening ကိုဘယ်လိုလေ့ကျင့်မလဲအဲ့လိုမျိုးတရက်ကိုနည်းနည်းချင်းစီလေ့လာတော့ပေါ့ပြီးတော့တတ်နိုင်တဲ့လောက်တရုတ်စာနဲ့နေ့တိုင်းထိတွေ့ပေါ့အဲ့ဒါဆိုရင်ကိုယ့်ရဲ့တရုတ်စာကတိုးတက်တာပုံမြင်တယ်ပေါ့နေ့တိုင်းထိတွေ့အဲ့လိုဆောင်းပွဲဖြေခံဒီတလားအတွင်းအရင်စူးစမ်းအထက်အမအချံပေးရှင်တာကတော့နည်းနည်းစောပြီးတော့ဖြစ်ချင်းလေ့လာခဲ့ကြတော့ပို့ပြီးတော့အဆင်ပြေရပေါ့မဟုတ်ရင်ပါရာစကားတစ်ခုကကျတော့တလားအတွင်းနဲ့သူ့လေ့လာပိုင်နိုင်လေ့လာဖို့ဆိုတာကျတော့နည်းနည်းခက်တယ်ပေါ့အဲ့တော့အမပြောချင်တာတရက်ကိုနည်းနည်းစစ်လေ့လာပြီးတော့နေ့တိုင်းထိတွေ့သွားပေါ့အဲ့လိုဆိုရင်ကျတော့တရုတ်စာကိုလေ့လာတာပို့ပြီးတော့လွယ်ကူပဲပေါ့ပြီးတော့ဒီမှာအမပြောချင်တာplan ဆွဲပါဆိုတာဒီဟာကျတော့အမပြောချင်တာအဓိကနေ့တိုင်းထိတွေ့ပါပေါ့နေ့တိုင်း plan ဆွဲပြီးတော့ဥမာဒီနေ့တရုတ်စာကိုဘယ်နှနာရီလေ့လာမလဲဥမာနိုင်ဝက်ပဲလေ့လာမလားအဲ့ခါကျရင်ကွာ listening ကိုဘယ်လိုလေ့လာမလဲ writing ကိုဘယ်လိုလေ့လာမလဲအဲ့လို plan လေးဆွဲပြီးတော့နေ့တိုင်းလေ့လာတော့ပေါ့အဲ့ဒါဆိုရင်ကိုယ့်ရဲ့တရုတ်စာကျတော့အများကြီးပို့ပြီးတိုးတက်လာမှာပေါ့ပြီးတော့အမအနေနဲ့တရုတ်စာကိုလေ့လာရင်ပို့အဲ့လိုထိရောက်တဲ့နည်းလမ်းလေးတို့အမအခုအကုန်လုံးနဲ့မျှဝေပြီးတော့မှာပေါ့ပထမဦးဆုံး speaking ပေါ့ speaking ကကျတော့အကယ်၍မြန်မာနိုင်ငံမှာကိုဗစ်နာမှာတရုတ်တငယ်ချင်းတွေရှိရင်သူတို့နဲ့တရုတ်စကားပြောဖြစ်အောင်ပြောပေါ့အကယ်၍တရုတ်တငယ်ချင်းမရှိလဲဘာမှဖြစ်ဘူးအဲ့လိုကိုတယောက်တည်းရှိနေတဲ့အချိန်မှာကိုဘာကိုပြောကြည့်ပေါ့ကိုဘာကိုပြောကြည့်ပြီးတော့ဥမာကိုC drama ကြည့်ရင်သူရဲ့အဲ့ဒီ main character ရဲ့မင်းသားရဲ့ပဲစာချောင်းကိုကြိုက်တယ်ပေါ့အဲ့လိုဆိုရင်ကိုကတယောက်တည်းရှိနေရင်ကိုပြောကြည့်ပြီးတော့ကိုပြောတဲ့ဟာနဲ့ဒီမင်းသားပြောတဲ့ဟာနဲ့ဘာကွာလဲအတန်မှန်လားဘာညာအဲ့လိုမျိုးကိုပြန်ပြီးစစ်စေကြည့်ပေါ့နော်အဲ့လိုတယောက်တည်းဆိုလဲဒီမျိုးလေ့လာလို့ speaking ကိုလေ့ကျင့်လို့ရရပေါ့နော်အဲ့အဓိက speaking တိုးတက်ဖို့အမအနေနဲ့ထင်တာအဓိကကျတော့ပြောရဲဖို့ပဲအရေးကြီးတယ်ပြောတတ်ဖို့အရေးမကြီးဘူးအကယ်၍ပြောရင်နဲ့သူမှပြောတတ်သွားမှာပေါ့နော်ဒီ speaking ကအဲ့ဒါကျတော့အမအဓိကအကြံပေးလို့တဲ့အချက်ပေါ့အကယ်၍အခုဒီဘက်မှာရှိရဲ့လူတွေထဲမှာလည်းအကယ်၍ထိုင်ဝမ်မှာနေရဆိုရင်နေဖြစ်တယ်ဆိုရင်အပြင်ထွက်ရင်တရုတ်စကားပြောဖြစ်အောင်ပြောပေါ့ဥမာအပြင်မှာကိုထမင်းတက်စားရတာပဲဖြစ်ဖြစ် 7-Eleven မှာပဲဖြစ်ဖြစ် family လုံးမှာဆိုရင်အဲ့ဒီဘက်ကဟင်းကိုမာတာပဲဖြစ်ဖြစ်အဲ့လိုမျိုးအဲ့ဒီဘက်ကရှိရဲ့အဲ့မှာရှိရဲ့အလုပ်လုပ်တဲ့လူတွေနဲ့အဲ့လိုမျိုးစကားပြောဖြစ်အောင်ပြောကြည့်ပေါ့နော်အဲ့လိုဆိုရင် speaking ကကိုတိုးတက်တာပုံမြင်တယ်ပေါ့ပြီးတော့ reading ဆိုရင်အမပြောချင်တာအခု social media သုံးရင်Instagram တို့ Facebook တို့အဲ့လိုမျိုးတွေမှာဆိုရင်တရုတ်စာရေးထားတဲ့ caption အတိုလေးရှိရပေါ့အဲ့ဒီအတိုလေးတွေကိုကိုဖတ်ကြည့်ကိုဒီကိစ္စကိုကြည့်ရစိတ်ဝင်စားစရာကောင်းမဲ့ပုံမဲ့သူ caption ကဘာရေးထားလဲအဲ့လိုမျိုးပေါ့ကိုသွားပြီးတော့ဖတ်ကြည့်အကယ်၍နားမလည်ရင်လည်းအဲ့ဘာသာစကားကိုသွားပြီးဘာသာပြင်ကြည့်ပေါ့ဘာသာပြင်ပြီးတော့ဒီစလုံးကဘာအသေးပဲလဲအဲ့လိုမျိုး radio အဲ့လိုမျိုးကနေစပြီးတော့လေ့ကျင့်ကြည့်ပေါ့စာချောင်းတူလေးကနေစပြီးလေ့ကျင့်ကြည့်အကယ်၍ဒီစာတူလေးတွေကိုအဆင်ပြေရပြီဆိုရင်နောက်ပိုင်းတရုတ်စာနဲ့ရေးထားတဲ့တင်တိုလေးတွေပါတယ်အဲ့လိုမျိုးစာပိုင်းနဲ့ရှည်လေးစာပြီးဖတ်ကြည့်နောက်ပိုင်းကျတော့အကယ်၍အဆင်ပြေရဆိုရင်တရုတ်ဝတ္ထုတွေကိုတွားပြီးတော့အဲ့လျှောက်စောအဲ့လိုမျိုးတရုတ်ဝတ္ထုတွေကိုစပြီးတော့ထိတွေ့ကြည့်ပေါ့အမအနေနဲ့ကကျတော့တရုတ်ဝတ္ထုတွေကကျတော့အမဖတ်ရကြိုက်တယ်ပေါ့နော်အဲကြောင့်လို့အမတရုတ်ဝတ္ထုတွေကိုလည်းနောက်ပိုင်းဖတ်နေကိုယ် reading skill ကတော်တော်လေးကိုတိုးတက်သွားတယ်ပြီးတော့ဒီသတင်းတို့နဲ့တရုတ်ဝတ္ထုတွေကိုဖတ်ကြည့်ရကောင်းတာကျတော့ဒီ Instagram နဲ့ Facebook ကစာတွေကအဲ့လောက် GT format မကြောက်ပေါ့နော်အကယ်၍သတင်းတို့တွေဒီဝတ္ထုတွေကိုဖတ်ကြည့်ကြတော့သူတရုတ်စာရေးနေရပို့ပြီး format ကြားတယ်ပို့ပြီးလာတယ်ပေါ့နော်အဲ့ခါကျတော့အကယ်၍သတင်းတို့တွေဝတ္ထုတို့တွေကြည့်ရင်ကိုယ့်ရဲ့စာသုံးလုံးကပို့လာပြီးတော့ပို့ format ကြားအောင်မှာပေါ့နော်
အဲ့ဒါတော့ဒီနှစ်ခုရဲ့ကောင်းချက်ပေါ့ပြီးတော့ဒီ listening နဲ့ writing ပေါ့နော် listening ဆိုရင်အမအဓိကအထောက်အကူပြုတာကျတော့အမအရှာပြောခဲ့ဒီရုပ်ရှင်တွေတချင်းတွေပေါ့နော်ပြောတရုပ်စကားပြောတဲ့အဲ့ interview တွေအဲ့လိုမျိုးတွေကနေပြီးတော့သူတို့ caption နဲ့ကြည့်ရပြီးတော့သူတို့ပြောတဲ့စကားကိုနားထောင်တယ်ပေါ့အဲ့ရနေအမအနေနဲ့တော့ listening ကပို့ပြီးတော့စိတ်ဝင်စားစရာလေးကောင်းတယ်ဆိုတော့ listening ကအမကတော့ဒီဘက်ကနေပြီးတော့ကြည့်ရင်ပို့ပြီးတော့အဲ့လိုစိတ်လည်းဝင်စားစရာကောင်းတယ်ပြင်းလည်းမပြင်းတော့ဘူးပေါ့နော်အဲ့ရနေကြည့်ရင်ပို့ listening ကပို့ပြီးတိုးတက်နိုင်တယ်လို့ထင်တယ်ပြီးတော့အမနောက်တစ်ခုအကြံပေးချင်တာကျတော့ဒီ audio books တွေနားထောင်လို့ရတယ်အဲ့ audio books တွေကိုနားထောင်ရင်လည်းကိုယ့်ရဲ့ listening ကပို့ပြီးတော့တိုးတက်တာပိုမြင့်တယ်ပေါ့နော်ပြီးတော့ဒီ writing စာရေးတဲ့ပတ်သက်တဲ့ခါနဲ့sorry ဒီစာရေးပတ်သက်တဲ့ဟာနဲ့ဆိုရင်အမအနေနဲ့ပြောချင်တာတရက်ကိုအနည်းဆုံးတရုပ်စလုံး10လုံးအလွတ်ကြောင်အလွတ်ချက်ကြီးပေါ့ရအောင်ရေးကြီးပေါ့ပြီးရင်စလုံးကအလွယ်ကနေစသွားပေါ့အလွယ်ကနေပြောတဖြည်းဖြည်းနောက်ပိုင်းကျရင်ပို့ပြီးခတ်လာတဲ့စလုံးတွေကိုကသွားပြောလေ့ကျင့်ကြည့်ပေါ့ဒါကျတော့အမ writing နဲ့ပတ်သက်ပြီးတော့ပေးချင်တဲ့အကြံပေါ့နော်ပြီးရင်ကိုကဒါကျတော့အမပြောချင်တာကျတော့ဒါရရေးကြည့်ဟိုဒီနေ့ဘာတွေဖြစ်ခဲ့လဲဘာညာကိုကတရုပ်လို့ထားရရေးကြည့်ပြီးရင်ကိုရေးထားတာကိုရေးထားတဲ့ဟာကိုပြန်ပြီးတော့ဖတ်ပြီးစစ်ကြည့်ပေါ့ဒါကိုရေးထားတာဒီအတိတ်ပဲရောက်လာမရောက်လာအဲ့လိုမျိုးကိုသွားပြီးတော့စစ်ကြည့်အဲ့ဒါဆိုရင်တော့ကိုယ့် writing ကတိုးတက်တာအရင်ပို့ပြီးတော့မြင်တော့ပါပေါ့ writing ကလည်းအဓိကကိုရေးကြည့်ဖို့အရေးကြီးရဆိုတော့လေဒီဟာတွေကအမအကြံပေးလို့ရ writing တိုးတက်တဲ့နီလန်လေးပေါ့နော်အမကိုယ်တိုင်လည်းတရားတွေကိုတရုပ်လိုရေးရပေါ့ပြီးရင်ကိုကပြန်ပြီးတော့စစ်ကြည့်ရဒါဒီစလုံးရေးရမှန်လားဒါကိုပြောချင်တဲ့အတိတ်ပဲကိုရောက်လာအဲ့လိုမျိုးအစကိုကပို့ပြီးတော့ပြန်ပြီးတော့စစ်ကြည့်ရပေါ့ပြောဒါကျတော့အမ TCF စာမှုပွဲဖြေတဲ့ဟာရဲ့အချင်းချုံပေါ့နော်ဘာလို့ဖြေရလဲဘလို့တွေပြင်ဆင်ခဲ့လဲဆိုတော့ပေါ့အမ TCF ဖြေရတဲ့အကြောင်းရင်းကကျတော့အဓိကအကြောင်းရင်းက2မျိုးရှိရယ်ပထမတစ်ခုကကျတော့ကိုယ့်ရဲ့တရုပ်စာဘလောက်ကျွမ်းကျင်နေလဲကိုယ့်ရဲ့တရုပ်စာပဲအဆင့်ရှိလဲဆိုတော့ကိုကသိချင်လို့ဒီ TCF ဆောင်ပွဲကိုသွားဖြေခဲ့ရပေါ့ဒုတိယတစ်ခုကကျတော့ကိုဒီထိုင်ဝမ်မှာအကယ်၍6ရှင်းရှုပ်မှုမှာဆိုရင်တက်ကလို့တက်ချင်သွားလို့ရတဲ့နည်းလမ်း2မျိုးရှိတယ်တစ်ခါကျတော့ personal application ပေါ့ဒုတိယတစ်ခါကျတော့အမခုနကပြောခဲ့သလိုပဲဒီ6ရှင်းရှုပ်မှုကနေပြီးတော့ဆောင်ပွဲဖြည့်ပြီးတော့အမတ်နဲ့တက်ကလို့တက်တာပေါ့အမအဲ့တုန်းကကျတော့ပထမကျတော့အမ personal application ရှောက်ဖို့အစီအစဉ်ရှိလို့ဒီ TOCF ကိုဖြည့်ခဲ့တာပေါ့အဲ့တော့ငါ TOCF ရမကောက်အမနောက်ထပ်တစ်ခု TOEIC လည်းအမသွားဖြည့်ရပေါ့ TOEIC ကကျတော့အင်္ဂလိပ်စာTOCF အကြောင်းတရုပ်စာပေါ့အမနှစ်ခုလုံးသွားဖြည့်ရဘာလို့ဆိုတော့အဲ့နှစ်ခုလုံးရဲ့ certification ကျတော့ဒီ personal application ကပို့ပြီးတော့အောင်တက်ကရောကိုယူနိုင်ချေပိုများလို့ပေါ့နော် TOCF TOEIC ကိုအမနှစ်ခုလုံးသွားဖြည့်ခဲ့ဒါပေမဲ့နောက်ပိုင်းကျတော့တုံးတော့မတုံးဖြစ်ဘူးဒါပေမဲ့ဖြည့်ခဲ့တာကျတော့လည်းအရင်အမရဲ့နောက်ပိုင်းတရုတ်စာရဲ့အရေးအချင်းတွေကိုသူများကိုပြောရင်ပို့ပြီးတော့အထောက်အကူရှာပါတော့ကိုကအခုဒီ TOCF မှာ C1 C2 ရခဲ့တယ်အဲ့လိုမျိုးကိုရဲ့တရုတ်ပါတာတရုတ်စကားကျွမ်းကျင်မှုကပို့ပြီးတော့အထောက်အထားရှိတော့ပေါ့သူများဘယ်လောက်ကျွမ်းကျင်လဲဆိုတာပြောချင်ပြီးတော့အမပြင်ဆင်တဲ့အခါကျတော့အမအဲ့တုန်းကကန်ကောင်းတော့အဲ့ဒါအမအဲ့တုန်းကဖြည့်ခံနေရအဲ့ဒီ6ရှင်းရှုပ်မှုမှာဒီ TOCF ဒီဘက်ကနေပြီးတော့လာပြီးတော့အစမ်းဆောင်ပွဲဖြည့်ခိုင်းနေပေါ့နော်အဲ့ဒီစာရွက်နဲ့အစမ်းဆောင်ပွဲဖြည့်ခိုင်းနေဆိုတော့အမအဲ့ဒီဆောင်ပွဲကိုဖြည့်ကြည့်လိုက်တယ်ဖြည့်ကြည့်ပြီးတော့အမအစင်ဘယ်လောက်ရှိလဲဆိုတာကိုကတိသွားပြီးတော့ဘယ်နာလေးတွေကိုပို့ပြီးလေ့ကျင့်လို့ရလဲဆိုတော့အမတိသွားရပေါ့အဲ့တော့အမပြောချင်တာဒီ TOCF ဆောင်ပွဲတော့ပြင်ဆင်ရင်ကြတော့ဒီအစမ်းဆောင်ပွဲကိုသွားပြီးဖြည့်ကြည့်ပါလို့အမအရင်တိုက်တွန်းချင်တယ်ပေါ့အဲ့ခါကျရင်ကိုကမေကွန်းပုံစံတွေကိုလည်းကိုကတိသွားတယ်ကိုဘလို့
ပြင်ဆင်ရမလဲဆိုတော့လည်းအကုန်လုံးတည်သွားရဲဆိုတော့တကယ်အရင်အထောက်အကူပြုရပေါ့နော်အဲ့တော့အစမ်းဆောင်ပွဲကအကုန်လုံးတကယ်တွားပြီးရောဖြေဆိုကြည့်ဖို့အရင်အကြံပေးလို့ရပေါ့ပြီးတော့အမဒီဆောင်ပွဲဖြေရဲ့အခါမှာအမအတိကတွေ့ကြုံရတဲ့အခက်အခဲပေါ့နော်အခက်အခဲနှမျိုးရှိရပထမတစ်ခုကကျတော့ဒီစာပိုက် listening မှာကျတော့စာပိုက်နားထောင်တာပေါ့စာပိုက်နားထောင်တာကျတော့သူကစာပိုက်ကကျတော့နည်းနည်းရှည်ရယ်ပြီးတော့သူကစာပိုက်ရှည်တော့ကျတော့သူကအကုန်လုံးတခါတည်းသူကရွတ်သွားဆိုတော့နားထောင်ရင်လည်းကိုကအရှိကကိစ္စတွေကိုမေ့သွားတာတို့အာယုံပြတ်သွားတာတို့အဲ့လိုမျိုးဖြစ်တာအရင်များတယ်ပေါ့အဲ့တော့ဒီဟာကျတော့အမအနေနဲ့တွေ့ကြုံရအခက်အခဲတွေထဲကတစ်ခုပေါ့ဒီစာပိုက်နားထောင်တာဒုတိယတစ်ခုကကျတော့ဒီစာဖတ်နှုံပေါ့သူ reading ကမိခွန်းကျတော့နည်းနည်းများတယ်မိခွန်းနည်းနည်းများတော့အမရဲ့စာဖတ်နှုံကသူ့ရဲ့မိခွန်းနဲ့လိုက်မမီဘူးပေါ့အဲ့တော့အမဒီအစမ်းဆောင်ပွဲဖြေတော့ဆိုရင်ဒီစာဖတ်တာကိုလိုက်မမီလို့အမလွတ်လိုက်ရတဲ့မိခွန်းတွေလည်းအများကြီးရှိရပေါ့အဲ့တော့ဒီနှစ်ခွာကျတော့အမဆောင်ပွဲဖြေတဲ့အခါမှာအဓိကတွေ့ကြုံရတဲ့အခက်အခဲတွေပေါ့အဲ့ဒီခါကျတော့တွေ့ကြုံရတဲ့အခက်အခဲတွေပေါ့ဒီအမဒီဆောင်ပွဲမှာအမနည်းနည်းတတိပေးချင်တာကျတော့သူဒီ TOCFL ဆောင်ပွဲကသူကသူ့ရဲ့တက်တန်က2နှစ်ပဲရှိရပေါ့တခြားဆောင်ပွဲလိုပဲသူတက်တန်ကလည်း2နှစ်ပဲရှိတာပြီးတော့သူအကယ်၍သုံးမယ်ဆိုရင်သူဆောင်ပွဲအမတ်ထောက်ဖို့ကအနည်းဆုံး2ပတ်လောက်ကြာတယ်အကယ်၍ certificate တွေအမတ်စီတွေရဖို့ဆို2ပတ်ထထောင်ပိုကြာတယ်ပေါ့နော်အဲ့တော့အမဒီမှာပြောချင်တာအကယ်၍တကယ်သုံးမယ်ဆိုရင်ကိုအချိန်ကိုကိုမှကိုအဲ့လိုမျိုးကြိုပြီးတော့ညှိထားပေါ့ဒီသုံးမယ်ဆိုရင်သူက2ပတ်လောက်ကြာတယ်ဆိုရင်ကိုကဥမာတလားလောက်ကြိုပြီးတော့နာမည်စင်းတွင်းပြီးဖြည့်ထားမယ်ပေါ့အဲ့ခါကျရင်ကိုပဲ့ချင်းဆိုတုံလို့ရရင်အဲ့လိုမျိုးအချိန်တွေကိုကိုညှိပြီးတော့ဆောင်းပွဲတက်ဖြည့်ပေါ့အဲ့လိုမျိုးအမအကြံပေးလို့ပဲဘာလို့လဲဆိုတော့အမဒီ personal application လုပ်ဖို့တော့ကဆိုရင်ဒီဆောင်းပွဲဖြည့်တာကသူသုံးဖို့နဲ့ဒီဆောင်ပွဲအမတ်စင်ထွက်ဖို့နဲ့အချိန်ကနည်းနည်းကတ်သွားတော့လေအဲ့တော့အဲ့တုန်းကpersonal application ရရင်ဒီ personal application ဖြည့်တဲ့ခါကျရင်ရှောက်တဲ့ခါကျရင်ဒီအမတ်ထွက်ဖို့မိပါမလားအဲ့လိုမျိုးကိစ္စလေးနည်းနည်းရှိသွားလို့ပေါ့နော်ဒါအမအကြံပေးလို့တဲ့အချက်လေးပြောကြတော့ဆောင်ပွဲအမကျတော့ဒီ speaking နဲ့ writing နဲ့မဖြည့်ဘူးတော့လေဒီ listening နဲ့ reading ဆောင်ပွဲဖြည့်တဲ့ခါကျရင်ဘယ်လိုဖြေရမလဲဆိုတော့အမပြပြရမယ်ပေါ့ဒါပေမဲ့ reading speaking နဲ့ writing နဲ့အမမဖြေဘူးတော့အမလည်းတိတ်ပြီးတော့မတိချအောင်ပေါ့နော်ဒီမှာအမပြောချင်တာကျတော့ okay listening ဆိုရင် note slide map သူအဲ့ဒီစာပိုက်တွေကိုစာပိုက်တွေကိုသူပြောထားပြီဆိုရင်သူဘာတွေပြောလဲအတိကဒီအကြောင်းအရာဘာကိုပြောနေရလဲဥမာဒီအကြောင်းအရာဒီနေ့မိုးလေဝသအခြေအနေကိုပြောနေရလားသူစေးရုံတော့ပြတဲ့အကြောင်းတွေကိုပြောနေရလားအဲ့လိုမျိုးသူရဲ့ notes တွေကို like map ပေါ့နော်အဲ့ဒါဆိုရင် notes တွေကို like map ရင်နောက်အဖြေတဲ့ခါကျရင်အဲ့လောက်ချီထိမခက်ခဲတော့ဘူးပေါ့ပြီးတော့ဒီမှာအကယ်၍သူပြောတဲ့စကားကိုမမြင်လဲမကြောက်သွားနဲ့ပေါ့ဒီနောက်မေခွန်းတွေကိုမြင်အောင်လို့ကောင်းနားထောင်ပေါ့အချက်မေခွန်းကကျတော့ပြီးသွားရင်ဆိုပြီးသွားပြီပေါ့ကိုယ်စိတ်ထဲမှာမစင်စားနေနဲ့အချက်မေခွန်းဒီတိုင်းမှန်းပြီးတော့ကိုထင်တဲ့အဖြေကိုပဲဖြေလိုက်ပြီးမှနောက်မေခွန်းတွေကိုကိုကကောင်းနားထောင်ပြီးတော့နောက်မေခွန်းတွေကြားတဲ့အမှတ်ကိုရအောင်ရှုပေါ့ပြော listening ကကျတော့များလေးချင်းဖို့ပဲအရေးကြီးရယ်ပြီးတော့ဆောင်ပွဲဖြည့်ရဲ့ခါကျရင်ကြားထဲမှာအာယုံမပြတ်သွားနဲ့ပေါ့အာယုံမလွတ်သွားရင်ကျတော့သူဘာပြောနေလဲဆိုတော့ကိုကတကယ်မသိတော့ဘူးပြီးတော့အကယ်၍အထူးသဖြင့်ဘန်းစီဖြည့်ရင်ကျတော့သူကတစ်ခေါက်ပဲပြောတယ်ဆိုတော့အဲ့တစ်ခေါက်ထဲအခွင့်အရေးပဲရှယ်ဆိုတော့အဲ့အခွင့်အရေးကိုကောင်းအသုံးချမှာဆိုတော့ခြားထဲမှာအာယုံမပြတ်သွားဖို့အရေးကြီးရယ်ပေါ့ပြီးတော့reading ဒီစာဖတ်တာကျတော့အမအရှိမပြောခဲ့သလိုပဲဒီစာဖတ်နှုံလေ့ကျင့်ပြီးတော့ဒီမှာပြောချင်တာတော့ဆောင်းပွဲဖြစ်အရင်မေခွန်းဖတ်ပြီးမှစာပိုက်ဖတ်ပေါ့အဲ့ခါကျရင်ကိုကမေခွန်းအရင်ဖတ်ထားတော့သူမေခွန်းကဘာလို့မေးနေရလဲဆိုတော့ကိုကတီးတော့ဒီစာပိုက်ကိုဖတ်တဲ့အချိန်ကျရင်အဲ့မေခွန်းမေးထားတဲ့အကြောင်းအရာတွေကိုမျက်မျက်ရှာတွေ့ပြီးတော့ပါမေးထားလဲဆိုတော့ကိုကတီးပါတော့ကိုစာဖတ်တဲ့အချိန်ကိုအချိန်ကနဲတော့ပေါ့နည်းနည်းလေးနဲ့အဖြေကိုမျက်မျက်ရှာနိုင်တယ်ပေါ့အဲ့ဒါကြောင့်မလို့အရင်ဆုံးအမပြောချင်တာမေခွန်းဖတ်ပြီးမှစာပိုက်ကိုဖတ်အကယ်တကယ်သူဒီမေခွန်းကဘာတွေမေးနေရလဲနားမလဲဘူးစာပိုက်ဖြည့်နေရလဲဘာမှနားမလဲဘူးဆိုရင်သူရဲ့ keywords ကိုရှာသူအတိကသူမေးချင်တာကဘာလဲ
အဲ့ပေါ်မူတည်ပြီးတော့အဲ့အဖြေကိုမှန်ပြီးပဲဖြေလိုက်ပေါ့အဲ့လိုဆိုရင်အနည်းဆုံးဒီတိုင်းရှောက်ဖြေတာထက်ဆိုင်တော့သူကမှန်တဲ့အခြေအနေမှန်တဲ့ရာခိုင်နှုန်းကပိုများပေါ့ပြီးတော့ဒီ TOCF ဆောင်မှုပဲမှာသူကဖြေတာမိုင်းလည်းအမတ်ပြန်မနှုတ်ဘူးဆိုတော့ဒီတိုင်းကိုထင်တဲ့ဟာကိုဒီတိုင်းခက်မှန်ပြီးဖြေလိုက်မှန်တော့လည်းအဖြေရရပေါ့မမှန်လည်းဘာမှမဖြစ်ဘူးဆိုတော့တကယ်နားမလည်ကြတော့ keywords ကိုရှာပြီးတော့ဒီတိုင်းခက်မှန်ပြီးပဲဖြေလိုက်ပေါ့ဒီမှာအမရဲ့အကြံပေးရှင်းတာကျတော့အစမ်းဆောင်ပွဲကိုဖြေအောင်ဖြေကြည့်ပြီးတော့သူပေးထားတဲ့ဒီ vocabulary ဝေါ်ဟာရအဲ့ဝေါ်ဟာရတွေကိုတွားပြီးတော့လေ့ကျင့်ပြီးတော့နေ့တိုင်းဒါကိုလေ့ကျင့်ပေါ့နော်我好像有放那个浴室的那个照片，但是它好像没有出来。哦，没有关系啊，你就直接继续讲，没关系。好，比如给你啲，给台灣嘛，所以佢TOCF翻嚟，比如一路 pilot test ပေါ့နော်，အစမ်းဆောင်ပွဲကိုတကယ်一路台灣會နေရာနဲ့အဲ့နေရာကိုတွားပြီးတော့ဟိုကတကယ်ဆောင်ပွဲဖြည့်တဲ့အတိုင်းဖြည့်လို့ရတယ်ပြီးတော့ကိုအမှတ်ဘယ်လောက်ရလဲဆိုတာသိရတယ်ပေါ့နော်ဒါပေမဲ့ certificate တော့အဲ့လိုအမှတ်စီရင်တော့မရှိဘူးဒါပေမဲ့တကယ်ဆောင်ပွဲဖြည့်ဆိုတဲ့အတိုင်းကိုကတွားပြီးတော့လေ့ကျင့်တွားပြီးတော့ဖြည့်ဆိုကြည့်လို့ရတယ်ပေါ့နော်ခု TOCF ကဒီအတစ်ထွက်လာတဲ့မျိုးဆောင်ပွဲနဲ့ပတ်သက်တဲ့လို့ပြင်ဆင်လို့ရတဲ့နည်းလမ်းတစ်မျိုးပေါ့အဲ့ pilot test ကိုလည်းတွားပြီးတော့ဖြေလို့ရတယ်ထပ်ဆူလိုက်လားဒီလိုမျိုး pilot test ဒီလိုမျိုးတွားပြီးတော့ဖြေလို့ရတယ်သူရဲ့ fail 台灣ဝင်နေရပေါ့နော်ပြီးတော့ဒီမှာ listening ရှိရယ် reading ရှိရယ်တွားပြီးတော့အစမ်းဖြေကြည့်လို့ရတယ်ပေါ့ပြီးတော့ဒါအမထိုင်ဝမ်မှာနေတဲ့နောက်အနာဂတ်ရဲ့စီမံချက် future plans တွေပေါ့နော်အမအခုကကျတော့အရင်ITU ကနေပွဲရဖို့ကပထမတစ်ခုပြီးတော့ထိုင်ဝမ်မှာပွဲရပြီးရင်ထိုင်ဝမ်မှာအတွေ့အကြုံရအောင်လို့intern တော့လုပ်ဖို့အစီအစဉ်ရှိတယ်အကယ်၍ထိုင်ဝမ်မှာနေပြီးတော့အတွေ့အကြုံရပြီးဆိုရင်အမမြန်မာနိုင်ငံပြန်ပြီးတော့ဆက်ပြီးတော့စီးပွားရေးလုပ်ဖို့အစီအစဉ်ရှိရပေါ့နော်ဒါအမရဲ့အနာဂတ်ရဲ့စီမံချက် future plans လေးပါအခုအမရဲ့ self introduction နဲ့ဆောင်းပွဲရဲ့ဆောင်းပွဲနဲ့ပတ်သက်တဲ့ message ချက်ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီပေါ့နော်အားလုံးကိုပဲကျေးဇူးတင်ပါတယ်ကျေးဇူးပါ